ရန်တော့များပါရာဇိကကြရင်နောင်ဘွားမှာဘာဖြစ်နိုင်ပါသလဲရှင်ဗျာ ပါရာဇိကမပြောနဲ့လေရိုးရိုးအဘက်ကလေးတောင်မှအပယ်ချနိုင်တာပဲနော်ပါရာဇိကအဘက်မပြောနဲ့နော်ဒါမဲ့တခုတော့ရှိတာပေါ့နော်အဘက်အားလုံးကတေချာပေါက်အပယ်ငရဲကြမလားဆိုတော့တေချာပေါက်တော့ပြောလို့မရဘူးလူတွေလိုပဲပေါ့လူတွေမှလည်းအကုသိုလ်တွေလုပ်ထားတယ်ကုသိုလ်တွေလုပ်ထားတယ်အဲ့တော့ကုသိုလ်ကအားကြီးသွားရင်ကုတေကာနီးမှာကုသိုလ်ဂတိနမိတ်တွေထင်းလာရင်အကုသိုလ်အကျိုးပေးခွင့်မရအောင်အဲ့တိုင်းပဲဘုန်းကြီးတွေမှာအဘက်တင်တယ်ဘုန်းကြီးနဲ့အဘက်ကတော့ဖွားဖက်တော်ပဲမကင်းနိုင်ဘူးဘက်ကမှအဘက်မရှိတာကဘုရားနဲ့ပြည့်စုံကဗုဒ္ဓနှစ်ပါးပဲရှိတာကျန်တဲ့ယဟန်တွေအားလုံးကယဟန်တာလည်းအဘက်မလွတ်ဘူးအဲ့တော့တချို့အဘက်တွေကကုသိုလ်တချို့အဘက်တွေကအကုသိုလ်တချို့အဘက်ကတော့အကုသိုလ်မဟုတ်ဘူးပေါ့နော်အဲ့တော့အကုသိုလ်အဘက်တင်နိုင်အဘယ်ကြမလားဆိုတော့တေကာနီးမှာအဲ့ဒီအဘက်တွေပေါ်လာခဲ့ရင်တော့ကြမယ်ဒီလိုပဲပြောလို့ရမယ်နော်အဘက်ရှိတဲ့ယဟန်တေချာပေါင်းအပယ်သွားစေဆိုတာမျိုးတော့မဟုတ်ဘူးအဲ့လိုဆိုရင်အကုသိုလ်ရှိတဲ့လူအပယ်အကုန်သွားမယ်ဆိုတာမျိုးဖြစ်သွားလိမ့်မယ်ဟုတ်တယ်မလားအဲကြောင့်အဘက်တင်နိုင်အပယ်သွားမှာတော့မဟုတ်ဘူးတေကာနီးမှာအဲ့ဒီအဘက်တွေထင်လာခဲ့ရင်အဲ့ဒီအဘက်တွေပေါ်လာခဲ့ရင်အပယ်ကြတတ်တယ်လို့ဆိုလိုတာပါဏာတိပါဒသူတစ်ပါးတက်ကိုတက်ပုဂ္ဂိုလ်တိုင်းအပယ်ကြမလားမင်းမကြဘူးလေဟုတ်လားသူတစ်ပါးတက်ကိုတက်တိုင်းအပယ်ကြမယ်ဆိုရင်အကုန်လုံးကြကုန်ပါပဲချင်းတပူတဲ့ပုဂ္ဂိုလ်ဂျဘိုးတက်တဲ့ပုဂ္ဂိုလ်ကြကုန်ပါပဲဟုတ်တယ်မလားအဲ့တိုင်းပဲအဘက်တင်နိုင်အပယ်ကြတော့မဟုတ်ဘူးဒါပေမဲ့အပယ်ကြပေးနိုင်တဲ့ဆွမ်းအားတော့ရှိတယ်လို့ပြောချင်တာဘာပေါ့လားမသိဘူးမဒူးနော်တေချာပေါက်ကြတယ်လို့ပြောတာမဟုတ်ဘူးအပယ်ကိုကြစေနိုင်တဲ့ဆွမ်းအားရှိတယ်ဒီအပယ်တစ်လေးမှလည်းအပယ်ကြစေနိုင်တဲ့ဆွမ်းအားရှိတယ်ဟိုသူ့အခွင့်ကိုရခဲ့ရင်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီအဘက်ကအကျိုးပေးခွင့်ရမရဆိုတာတော့မသေးချာဘူးပေါ့နော်ရချင်တယ်ရမယ်မရချင်တယ်မရရခဲ့ရင်တော့အပယ်ချနိုင်တယ်အပါရာဇိကမပြောရိုးရိုးအဘက်တော့မအပယ်ချနိုင်ပါနဲ့နော်